ဇလန်းစာမှာအီတတိုရီဟာဆူကူနာရဲ့စိတ်အာရုံထဲမှာနိုးလာပါတယ်။ဆူကူနာကသူ့ကိုအသက်ပြန်ရှင်ပေးဖို့ကမ်းလှမ်းချက်နှစ်ခုပေးခဲ့ပါတယ်။ဆူကူနာကအန်ချိန်လိုအမိန့်ပေးရင်အီတတိုရီရဲ့ခန္ဓာကိုယ်ကို10 မိနစ်စာလွှဲပေးရမှာပဲဖြစ်ပါတယ်။အီတတိုရီကအစမှညင်းပေမဲ့နောက်ဆုံးမှာဆူကူနာကဘသူ့ကိုမှမတတ်ဘူးဆိုတဲ့ဂရိနဲ့အတူတိုက်ပွဲတစ်ခုဆင်နွှဲပြီးအီတတိုရီကိုရှုံးစေကအတင်းအကျပ်ဗရိန်ညင်ပြုတ်လုပ်ခဲ့ပါတယ်။ဆရာဝန်ရှိုကိုကအီတတိုရီရဲ့ရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးတော့မယ့်အချိန်မှာပဲအီတတိုရီရုတ်တရက်အသက်ပြန်ရှင်းလာပါတယ်။ကိုဂျိုကဝမ်းသာသွားပြီးဒီအကြောင်းကိုခြားသူတွေကိုအတိမပေးဘဲလှုပ်ဝက်ထားဖို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့အထက်လူကြီးတွေကအီတတိုရီကိုထပ်ပြီးမတတ်နိုင်အောင်ကာကွယ်ခြင်းလို့ပါ။တငယ်ချင်းသေသွားပြီလို့ထင်နေတဲ့မဲဂူမီနဲ့နိုဘာရာတို့ဟာဝမ်းနဲ့နေကြပေမဲ့ပိုတန်မလာအောင်ဒုတိယနှစ်ကျောင်းသားတွေဖြစ်တဲ့မာကီတိုကဲနဲ့ပန်ဒါတို့နဲ့အတူလေ့ကျင့်မှုတွေစတင်ခဲ့ပါတယ်။မဲဂူမီကလည်းတေဆုံးသွားတဲ့သူတွေကိုဘလို့ကဲတင်ကြလဲဆိုတာပြန်လည်ဆင်ခြင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဂတ်တိုဆူကူတို့နဲ့အစစ်မြင့်ကျင်းစာတွေဖြစ်တဲ့ဂျိုကိုတို့စားတောက်ဆိုင်တစ်ခုမှာလူသက်ပွဲကျင်းပနေကြပါတယ်။ဂတ်တိုကကိုဂျိုဆာတိုရုကိုတိုက်ခိုက်လို့မနိုင်ကြောင်းနဲ့သူ့ကိုပိတ်လောင်ဖို့ပရက်ဇန်လိုအပ်ကြောင်းကြံပေးခဲ့ပါတယ်။ဂျိုကိုကသူ့ရဲ့အစွမ်းကိုစမ်းသပ်ဖို့ကိုဂျိုကိုတွားရောက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိုဂျိုကအီတတိုရီကိုကျိန်စာစွမ်းရင်ထိချုံနိုင်အောင်လေ့ကျင့်ပေးပါတယ်။အဲဒီလေ့ကျင့်ခန်းကတော့စိတ်ခံစားချက်အမျိုးမျိုးဖြစ်ပေါ်စေတဲ့ရုပ်ရှင်တွေကိုကြည့်ရင်ကျိန်စာစွမ်းရင်ကိုတစ်သက်မတည်းထုတ်လွှတ်နိုင်အောင်လေ့ကျင့်ရတာပါ။ကိုဂျိုပေးထားတဲ့အယုတ်ကလေးကကျိန်စာစွမ်းရင်မထုတ်နိုင်ရင်ဒါမှမဟုတ်ထိချုံမှုလွဲသွားရင်အီတတိုရီကိုထိုးမှဖြစ်ပါတယ်။ကိုဂျိုဟာကြောက်ကြီးနဲ့တွေ့ဖို့သွားနေတော့လမ်းမှာဂျိုကိုရဲ့ရုတ်တရက်တိုက်ခိုက်ခြင်းကိုခံရပါတယ်။ဂျိုကိုကမီးတောင်ပောက်ကွဲမှုတွေအစ်ဆက်ဘိုးကောင်တွေနဲ့တိုက်ခိုက်ပေမဲ့ကိုဂျိုကိုဘာမှမလုပ်နိုင်သေးပါဘူး။ဒီနေရာမှာကိုဂျိုကသူတို့ကြားမှာ infinity အကန့်အသတ်မရှိတဲ့အာကာသချားနေတာကြောင့်ဘယ်အရာမှသူ့စီတိုက်ရိုက်မရောက်နိုင်ကြောင်းရှင်းပြပါတယ်။ကိုဂျိုဟာဂျိုကိုအပျော်တိုက်နေရင်းကနေရုတ်တရက်ပျောက်သွားပြီး training လုပ်နေတဲ့အီတတိုရီယူဂျီကိုခေါ်လာပါတယ်။ရည်ရွယ်ချက်ကတော့ယူဂျီကိုအစစ်မြင့်တိုက်ပွဲတွေအကြောင်းနဲ့ domain expansion အကြောင်းလက်တွေ့ပြသပြီးသင်ခန်းစာပေးဖို့ဖြစ်ပါတယ်။ဂျိုကိုကဒေါသထွက်ပြီးသူ့ရဲ့ domain ဖြစ်တဲ့ Coffin of the Iron Mountain ကိုဖွင့်လိုက်ပါတယ်။သူတို့၃ယောက်လုံးမီးတောင်အတွင်းထဲရောက်သွားပါတယ်။ကိုဂျိုက domain တစ်ခုကိုဘယ်လိုခုခံရမလဲဆိုတာယူဂျီကိုရှင်းပြပါတယ်။ခုခံနည်းက၃ခုရှိပြီးကိုပိုင် domain နဲ့ပြန်တိုက်ခြင်းအပြင်ကိုဖောက်ထွက်ခြင်းသို့မဟုတ်ဂျူဂျူဆုနဲ့ခုခံခြင်းတို့ပဲဖြစ်ပါတယ်။ကိုဂျိုကသူ့ရဲ့မျက်နှာဖုံးကိုပထမဆုံးအကြိမ်ချွတ်လိုက်ပြီးသူ့ရဲ့ domain ဖြစ်တဲ့ unlimited void ကိုသုံးလိုက်ပါတယ်။ဒီ domain ဟာဂျိုကိုရဲ့အုံနောက်ထဲကိုအဆုံးမရှိတဲ့အချက်အလက်တွေစီးဝင်သွားစေပြီးဘာမှမလုပ်နိုင်အောင်ဖြစ်သွားစေပါတယ်။ကိုဂျိုကဂျိုကိုရဲ့ခေါင်းကိုလွယ်လွယ်ကူကူပဲဖြတ်လိုက်ပါတယ်။ကိုဂျိုကဂျိုကိုရဲ့ခေါင်းကိုစစ်မင်းနေတော့အခြား special grade တစ်ခုဖြစ်တဲ့ဟာနာမီရောက်လာပြီးပန်းကင်းတောတွေနဲ့လက်စားကဂျိုကိုရဲ့ခေါင်းကိုကယ်ထုတ်သွားပါတယ်။ကိုဂျိုကသူတို့ကိုတမင်လွတ်ပေးလိုက်တာဖြစ်ပြီးသူ့တပည့်တွေပိုတန်မာလာဖို့လိုအပ်ကြောင်းယူဂျီကိုပြောပြရင်ပိုင်းပြီးဆုံးသွားပါတယ်။ဒီပိုင်းမှာတော့ကိုဂျိုဆာတိုရုဟာလက်ရှိကမ္ဘာမှာအတန်မာဆုံးဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ domain expansion ဆိုတာဂျူဂျူဆုရဲ့အမြင့်ဆုံးနည်းပညာဖြစ်ကြောင်းသိခွင့်ရပါတယ်။ကျိန်စာတွေဘက်မှာလည်းလူသားတွေလိုစနစ်တကျအဖွဲ့အစည်းနဲ့လှုပ်ဆောင်နေကြောင်းစတင်ပြသခဲ့ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်နေ့မှာဆက်ပြီးတင်ဆက်ပေးပါအောင်မယ်။ကျမကတော့ယူပါ